မင်္ဂလာပါရှင်မိတ်ဆွေတို့အတွက်ဗဟုသုတလည်းရစိတ်ဝင်စားစရာလည်းကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်ပြီးတင်ဆက်ပေးမှာမို့ကျမနဲ့အတူပြီးဆုံးသည့်ထိကြည့်လိုက်ကြအောင်နော်ဘူးသွင်းခံရတဲ့ဆရာတဲ့နှစ်ရှိပြီတဲ့ဆရာလည်းစုံနေပြီတတ်တာပဲရှိတယ်တဲ့မပြောင်းကင်းသွားဘူးတဲ့အခုနောက်ပိုင်းဘုရားတရားလုပ်ပြီးပဲနေဖြစ်ပါတယ်တဲ့နော်အဲ့မှာဒီကွန်မန့်လေးပေးထားတယ်အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ဆရာဒီကွန်မန့်လေးကိုပြန်ဖြည့်ပေးမယ်နော်အဲ့တော့ဒါဒီဘူးသွင်းတဲ့အကြောင်းကိုပြောတဲ့ file တစ်ခုမှာဒီကွန်မန့်လေးထည့်ထားတာအဲ့တော့ဒီဘူးပညာဆိုတာကတွင်းတာလည်းဒီဘူးပညာတဘာကြတာထုတ်တာလည်းထုတ်ပေးတဲ့ဆရာတွေကလည်းဒါတဘာကြတယ်လို့ပြောရမယ်ဘူးထုတ်ရတာဘူးပြန်ထုတ်ပေးရတာပေါ့နော်ဘူးသွင်းခံရတဲ့လူထုတ်ပေးရတယ်ဆိုတာအတော့ခက်တယ်အဲ့တော့ဒီဘူးထုတ်တဲ့နေရာမှာတချို့ကအပေါ်ရန်လေးကိုရှက်ပြီးတော့ထုတ်သွားတာမျိုးတွေရှိတယ်အခုဆရာရှိမှလာပြီးတော့အဲ့ဒီကုသတဲ့လူတွေပြောတဲ့စကားလေးတွေကိုဆရာပြန်ပြီးတော့ပြန်ပြောပြမယ်နော်သူတို့ပြောတာတွေကလေဘူးသွားကုတယ်ကုတဲ့အခါမှာတချို့ကဘောင်းနိုင်နေတိုင်းထုံးပြီးတော့ထုတ်လိုက်တယ်ဒါထွက်သွားပြီလို့ပြောတယ်အဲ့တော့ခံစားရတဲ့လူကလည်းဒီတိုင်းပဲဘာမှမထုတ်ဘူးမပြောက်ဘူးပေါ့နော်အဲ့တော့ဒီဘူးသွင်းတဲ့ပညာရက်ကိုဆရာဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေထဲမှာဘူးသွင်းတဲ့ပညာရက်ကိုသွင်းလိုက်တဲ့လူတွေကလည်းကြည့်နေတာလည်းပါမယ်နော်ထုတ်ပေးတဲ့ဆရာတွေလည်းပါလိမ့်မယ်ဒီဗီဒီယိုဖိုင်ကိုကြည့်တာအဲ့တော့ဘူးထုတ်ဖူးတဲ့လူဆိုလို့ရှိရင်အဲ့ဆရာတွေသိတယ်ဒီဘူးပညာကဘယ်လောက်ထိနှဆိုင်နေဆိုတာကိုနော်ခံစားရတဲ့လူတွေဘယ်လောက်ခံစားရတယ်ဆိုတာခန္ဓာကိုယ်မှာရွနေတယ်ဘိုက်ထဲမှာဟိုဘက်ကိုအလုံးဝကူးလိုက်ဒီဘက်ကိုအလုံးဝကူးလိုက်ခန္ဓာကိုယ်ရဲ့ဟိုးရင်ကောင်းပေါ်တက်လိုက်နော်ဟိုးအောက်ကိုဆင်းသွားလိုက်နောက်ပြီးတော့ဒီမိမကိုပေါ့မင်္ဂလိတွေတော်တော်များများမိမကိုစီးကုန်နေတော့ဆင်းတယ်ပေါင်တွေကြိုက်တယ်နော်ပြီးရင်တခါရင်ကောင်းပေါ်တက်သွားတယ်နော်တချို့ဆိုလို့ရှိရင်ဒီနားတွေထဲဒီကလိနဲ့နေတယ်အဲ့ဒီလိုမျိုးတအားခံစားရတဲ့ဝေဒနာတစ်ခုပေါ့ဒီဘူးသွင်းခံရတဲ့လူတွေအစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်လည်းသူကစီးပွားရေးလုပ်လို့ကြိုင်လို့အဆင်မပြေဘူးနော်ကျမရေးတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကုအဲ့တော့ကျမရေးနဲ့ပတ်သက်လို့ကုလို့ကတော့သူကဘာမှမထူဘူးအင်္ဂလိပ်ကုနည်းနဲ့ကုလို့ကတော့ဒါကဝိဇ္ဇာပညာရဲ့နော်ဝိဇ္ဇာပညာရဲ့လို့ခေါ်တယ်အဲ့ဝိဇ္ဇာပညာရဲ့နဲ့ထခိုင်းနည်းနဲ့ကုပေးရတယ်အဲ့လိုကုတဲ့နေရာမှာအခုတော်တော်များများဆရာကြီးလာတဲ့ဆရာတွေကလာကြတယ်အဲ့ဒီမှာလာကြတဲ့လူတွေပေါ့နော်ကုကြတယ်ကုတဲ့အခါမှာတချို့ကဒီကွန်းစမရိုက်ခတ်နှလုံးသားခတ်တတ်ထုတ်တတ်ချရိုက်ချကုကြတာပဲဒါပေမဲ့ तू ကအဲ့လိုကုလို့ရတဲ့နီးမဟုတ်ဘူးဒီဘူးပညာအဲ့တော့အခုလူငယ်တွေဘိုင်းတော်ကုကြတယ်တဲ့ပြောတယ်တက်လာတယ်ဒီတိုင်းပဲဆရာတို့လည်းဒီဟာတွေကိုငယ်တော့ခံခဲ့ဘူးကဲအဲ့တော့သူ့ကိုဒီလိုကုလို့ကမရဘူးဘူးသွင်းတယ်ဆိုတဲ့ပညာရက်ကဘူးသွင်းလိုက်ပြီခန္ဓာကိုယ်ကိုသွင်းလိုက်နော်ဒီဘူးတဲ့အောင်ထဲကိုထည့်လိုက်ဘူးတဲ့ဖို့လည်းနည်းနည်းကြာပါတယ်ပြီးတော့မှ तू ကဘူးအိမ်ပေါ့ဒီအွန်လိုင်းပညာအရာခေါ်လို့ခန္ဓာပတ်ဆန်အိမ်ကိုခေါ်တယ်အဲ့ဒီခန္ဓာကိုယ်ထဲမှာအဲ့ဒီခန္ဓာပတ်ဆန်အိမ်တည်သွားတဲ့အခါကျရင်တဲ့အဲ့ဒီမှာဒါကဆရာတို့ကတာဘူးနာဝနဲ့ပြောတာမဟုတ်ဘူးเนาะဆရာကိုယ်တိုင်ကုနေလို့ဒီအကြောင်းတွေကိုအသေးစိတ်ပြန်ပြောပြတာဘူးသွင်းတာဒီပညာရက်တစ်ခုဘူးဝင်သွားပြီခန္ဓာကိုယ်ကဘူးတည်သွားပြီပေါ့ဘူးဖြစ်သွင်းလိုက်ပြီအဲ့ဒီခန္ဓာကိုယ်ထဲမှာခန္ဓာပတ်ဆန်အိမ်တည်သွားပြီးတဲ့အခါမှာဒါသူတို့ဘူးဖြစ်သွင်းလိုက်ပြီเนาะဘူးဖြစ်သွင်းလိုက်ပြီသူကဘူးသွင်းလိုက်ပြီဆိုတာ ਨੇ အဲ့ဒီမှာတစ်ခါတည်းဘာလုပ်ရလဲဆိုတော့လေဘူးပညာရဲ့နှဆိုင်ပုံရှင်းပြတာเนาะတချို့ဒီလိုရှင်းပြတဲ့လူမျိုးတွေတော့ဆရာတွေတော့ဆရာမတွေ့ဘူးဒါတော့ဆရာကိုလေးကြုံနေတဲ့ဟာလေးတွေကိုဒါပြန်ပြီးတော့ရှင်းပြတာအဲ့ဒီမှာသူတို့ကဒီဘူးသွင်းပြီးတာ ਨੇ အဲ့ဒီမှာဘာလာလဲဆိုရင်တခါတည်းအဆောင်ထည့်ရတာအဲ့ဒီခန္ဓာကိုယ်ထဲမှာဘူးတော့ရောက်သွားပြီเนาะအဆောင်လို့သေးတယ်အဆောင်ဘာတွေထည့်ကြလဲဆိုလို့ရှိရင်တချို့ကဘလူးတွေထည့်တယ်เนาะတချို့ကတရေတွေထည့်တယ်အဲ့တော့ဆရာကုလာတဲ့ထဲမှာတရေလည်းတွေ့ဘလူးတွေလည်းတွေ့အဲ့တော့ဟာဒီခန္ဓာကိုယ်ထဲမှာတရေတွေဘလူးတွေထည့်ထားတာဖြစ်နိုင်ပါမလားဆိုတော့တကယ်တဘာရင်းနဲ့ဆရာတွေကိုမေးကြည့်နော်တူလီထွာလီအခုမှဒီပညာယူတဲ့ကလေးတွေကိုသွားမမေးနဲ့မကြုံဘူးတဲ့လူကိုမမေးနဲ့တကယ်ဆရာကြတဲ့နော်တကယ်ဆရာကြီးတွေတဘာရှိတဲ့ဆရာကြီးတွေနောက်အောက်လန်းဆရာတွေနော်မိတ်ဆွေအပေါင်းအသင်းရှိမေးကြည့်အဲ့ကြံဖြည့်သိလိမ့်မယ်ဒါသူတို့ကတော့သူတို့ရဲ့ပ
ညာကိုတော့သူတို့တောင်းတောင်းပြောမှာတော့မဟုတ်ဘူးဒါပေမဲ့ဆရာတို့ကိုတွေးနေဆရာကပြောပြတာအဲ့ဒီမှာတရေတွေထည့်တယ်တရေ2កောင်ထည့်တယ်3កောင်ထည့်တယ်နော်နောက်ဘလူးတွေထည့်တယ်အဲ့ဒီဘူးသွင်းပြီးပြီဆိုတာနဲ့အဲ့နောက်ကနေတခါလဲအဆောင်ကတခါလဲထည့်လိုက်ရတာအဲ့ဒီခန္ဓာကိုယ်မှာဖြစ်ပေါ်နေတာတွေခံစားနေရတာတွေဒီအဲ့ဒီကောင်တွေလောက်နေတာနောက်တချို့ကရှိသေးတယ်တချို့ဒီပညာဘူးတည်သွားပြီးတဲ့အခါမှာပညာတဲ့အဆင့်ကိုဖြစ်သွားတဲ့အခါမှာအဲ့ဒီလူတွေကစိတ်ကနေပြီးတော့တန်းတားလိုက်တာပေါ့လူတယောက်ကိုမကျေနပ်ဘူးတန်းတားလိုက်တဲ့အခါမှာကိုကတန်းတားတာနဲ့ဒီဘိုက်ထဲကောင်ကသိတယ်ဒီပညာသွင်းထားတဲ့အတွက်ကြောင့်ထက်ပညာသိတယ်အဲ့ဘူးမှာစောင့်နေကောင်တွားလုပ်ပလိုက်တယ်ကြားဘူးလားမသိတချို့တွေပါဇက်ကပြောလိုက်တာနဲ့ကားတိုက်သိမယ်ဆိုကားတိုက်သွားတာနော်စီးပွားပြတ်ဆိုရင်စီးပွားပြတ်သွားတာလို့အသေးစိုးနဲ့သိမယ်ဆိုသိသွားတာလို့အဲ့ဒါတွေကဒီခန္ဓာကိုယ်ထဲမှာရှိတဲ့နော်ဒီပညာကနေပြီးတော့သွားပြီးလုပ်ပလိုက်တာသူကသူဒီနှုတ်ကပြောပြီးဖြစ်သွားတာမဟုတ်ဘူးနော်အဲ့အဆောင်တဲ့ကောင်ကသူ့ရဲ့ဒီကာယံကန်ရှင်ဘူးပိုင်ရှင်ရဲ့ခန်းစားချက်ကိုသူကသွားလုပ်ပေးလိုက်တာသွားလုပ်ပေးတဲ့အခါမှာတစ်ဖက်မှာသွားပြီးတော့ထိရောက်သွားတယ်အဲ့တော့ဘူးပညာဒီအဲ့လိုရှိတယ်အဲ့တော့အဲ့ဒီတွင်းပြီးရင်လည်းအဲ့ဒီဘူးကိုထုတ်ရဖို့ကတော့ခက်တယ်သူ့ကိုဆရာတို့ထုတ်တဲ့အခါမှာစင်ငယ်ထုတ်ရတာမျိုးလေးရှိတယ်ဒီဘူးကိုအရင်သူက2မျိုးရှိတယ်နော်တချို့ကဘူးထွက်သွားတယ်ဆရာကမဖြစ်မနေအဲ့ဆရာကိုမလန်နိုင်လို့အဲ့ဒီဘူးကိုထုတ်သွားတယ်တချို့ကအဆောင်ထားသွားတယ်နော်ဒါပညာသင်နေတဲ့ကလေးတွေနော်ဘုသူဒ္ဓရအောင်ပြောပြတာနော်အခုမှခိုင်းတက်ပြီးတော့စိစခုရဲ့လုံငယ်တယ်တချို့ကပညာကိုယူသွားတယ်ဒါမှမဟုတ်အဆောင်ထားခဲ့တယ်ဆရာသွင်းတဲ့သူ့ရဲ့ပညာရက်ကိုတော့အန်ထုတ်တယ်တချို့ကယူသွားတယ်တချို့ဆရာကြီးတွေတောင်မှခံရတယ်နော်ယူသွားပြီးတော့အဆောင်ထားခဲ့တဲ့ခါကျတော့အဲ့ဒီအဆောင်ကပြန်ဒုက္ခပေးနေအဲ့တော့နောက်တစ်ခါသွားလို့ချင်းဆရာမတတ်တာဘူးဆရာမပြောက်ဘူးအဲ့တော့ဆရာတို့ကိုယ်တိုင်ကြုံခဲ့တာနော်ဆရာလည်းလဲသွားတယ်ဟာငါထုတ်ပေးတာဒီထဲတဲ့ကောင်ကိုယ်တိုင်လာပြီးထုတ်ပါပါတယ်ဘာဖြစ်လို့မထွက်တာလဲဆိုတော့မထွက်ဘူးဆိုတာကမဟုတ်ဘူးထွက်သွားတယ်ဒါပေမဲ့အဆောင်ထားခဲ့တာနော်သူကအဲ့တော့ဆရာတွေကလည်းအပြောလို့ရင်အလောက်ကျန်တယ်ဆိုတာရှိတယ်ဆရာတွေကလည်းအကုန်မပြောတဲ့အတွက်ကြောင့်မိပညာမြင်ယူဆိုတော့သူကပညာတော့ယူသွားတာပေါ့အဆောင်ထားခဲ့တယ်အဲ့ဒီအဆောင်ကပြန်ပြီးထုတ်ခပေးတယ်အဲ့တော့ဒီဘူးပညာလေးအရင်နဲ့ဆိုင်တယ်နော်ထုတ်ရတဲ့ဆရာတွေလည်းအတော်ခက်တယ်အဲ့ဒီလိုမျိုးစုံစုံလင်းလင်းထွက်သွားမှအဆောင်လည်းထွက်ဒီဆရာထည့်လိုက်တဲ့ပညာလည်းထွက်အဲ့လိုထွက်သွားမှအဲ့ဒီဘူးအားလုံးဝရှင်းသွားပါတယ်အဲ့တော့ဆရာကုခဲ့တဲ့ဘူးကုထားတဲ့လူတွေအများကြီးသိလိမ့်မယ်နော်ဆရာအခုရှင်းပြနေတာတတ်တာွားတာအရင်ကတော့ဆရာမရှင်းပြအောင်အခုတော့တချို့ကအရန်ကိုအဲ့ဒီဘူးသွင်းတဲ့အကြောင်းတွေကဘယ်လိုတွေလဲဆိုတော့သိချင်လို့ဆရာအခုရှင်းပြလိုက်တာအားလုံးကျေးဇူးတင်တယ်နော်ဗီဒီယိုလေးကဒီလောက်ပါပဲရှင်ဒီဗီဒီယိုနဲ့ပတ်သက်လို့မိတ်ဆွေတို့ရဲ့ထင်မြင်စချက်တွေနဲ့ကြံပြုချက်လေးတွေကို comment မှာရေးခဲ့ပေးလို့ရပါတယ်အခုလိုသူ့တဲ့အသက်ဆုံးနေတဲ့ဗီဒီယိုပေါင်းများစွာကိုဆင်ဆက်မပြတ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ဆုံပြရစီရှင်